ရိုးသားမှုနှင့်ကြိုးစားမှု၏တန်ဖိုးကိုထူးသည်ပညာဉာဏ်ထက်မြက်သူစကားတတ်သူအရာရာကိုလျင်မြန်စွာဆုံးဖြတ်နိုင်သူမဟုတ်ပါကျောင်းတော်ကလည်းအလယ်လက်သာကျောင်းသားဖြစ်ခဲ့ပြီးအလုတ်ခွင်မှာလည်းစရင်အင်းပိုင်းတွင်အမြဲလိုတွက်ချက်မှားတတ်သည်တငယ်ချင်းများကပင်မင်းကတကယ်တော့ထုံတယ်လို့ပြောရမလားပဲကွာဟုအမြဲလိုစနောက်ကြသည်သူသည်မြို့လယ်ရှိဆောက်လုပ်ရေးပစ္စည်းဆိုင်ကြီးတစ်ခုတွင်အလုပ်ဝင်ခဲ့သည်ဆိုင်ရှင်ဦးစံကကိုထူး၏အားနည်းချက်များကိုသိသည်ပစ္စည်းရောင်းရာတွင်တွက်ချက်မှုနှေးကွေးခြင်းဈေးညှိရာတွင်ရှုံးနိမ့်ခြင်းစသည့်အားနည်းချက်များရှိနေသော်လည်းဦးစံသည်ကိုထူးကိုအလုံးမထုတ်ခဲ့ပါအဘယ်ကြောင့်ဆိုသောကိုထူးတွင်ရှားပါးလာသောအရည်သွေးနှစ်ခုရှိနေသောကြောင့်ဖြစ်သည်ရင်းတို့မှာရိုးသားမှုနှင့်ကြိုးစားအားထုတ်မှုပင်ဖြစ်သည်တနေ့တွင်ဆိုင်၏အဓိကဖောက်သည်တဦးဖြစ်သူတထေးကြီးတဦးသည်ပစ္စည်းများဝယ်ယူပြီးငွေရှင်းရာ၌ထောင်ချီသောပတ်စံများကိုပိုမိုပေးခဲ့မိသည်ကိုထူးသည်ချက်ချင်းတွက်ချက်မှုတွင်မှားသွားတော်လဲညနေတွင်စရင်ပတ်စံပိုနေကြောင်းတွေ့ရသည်အဲ့ဒီငွေပမာဏသည်ကိုထူး၏တလစာနီးပါးပင်ဖြစ်သည်စင်းရဲသောကိုထူးသည်ထိုငွေကိုယူထားရန်လွယ်ကူတော်လဲတထေးကြီးထံချက်ချင်းဖုံးဆက်ကငွေပိုနေကြောင်းအကြောင်းကြား၍ပြန်ပေးခဲ့သည်ကိုထူးမင်းကတကယ်ရိုးသားတာပဲကွာဒီခေတ်မှာဒီလိုလူမျိုးရှားပါတယ်ဟုတထေးကြီးကချီးမွမ်းကစုငွေအနှဲငယ်ပေးခဲ့သည်ထို့အပြင်ကိုထူးသည်အမြဲတမ်းအစောဆုံးရောက်ရှိပြီးအနည်းဆုံးမှပြန်သူဖြစ်သည်ဘသူမှမလုပ်ချင်သောပစ္စည်းတည်ခြင်းကိုယ်တော်ရှင်းလင်းခြင်းဖုံတိုက်ခြင်းစသည့်အလုပ်များကိုလည်းမျက်နှာမမဲ့ပဲဇွဲရှိလှုပ်ဆောင်သည်တလောကဆိုင်ကိုအကြီးအကျယ်စည်ရင်းစစ်ဆေးချိန်တွင်ဝန်ထမ်းအများစုကညဘက်အချိန်ပိုဆင်းရမည်ကိုညှင်းငွေ့နေကြတော့လဲကိုထူးသည်ညှင်းနှက်သည့်အထိတယောက်တည်းစောက်ချလို့ကင်ခဲ့သည်ဆိုင်ရှင်ဦးစံသည်ကိုထူး၏လုပ်ရက်များကိုစိတ်ရှည်လက်ရှည်စောင့်ကြည့်နေခဲ့သည်သူသိလိုက်သည်မှာဈေးကွက်အယောင်းဝယ်ကိုလျင်မြန်စွာတွက်ချက်တတ်ခြင်းထက်ရိုးသားမှုနှင့်ယုံကြည်စိတ်ချရမှုကပို၍တန်ဖိုးရှိကြောင်းပင်နောက်ဆုံးတွင်ဦးစံသည်ဆုံးဖြတ်ချက်ချလိုက်သည်ကိုထူးမင်းကိုငါတို့ရဲ့ပစ္စည်းပို့ဆောင်ရေးဌာနကိုဦးဆောင်ခိုင်းမယ်ဒီဌာနကဖောက်သည်တွေနဲ့ဓာတ်ရိုက်ဆက်ဆံရတာပစ္စည်းတွေကိုတေချာဂရုစိုက်ဖို့ရတာမို့မင်းရဲ့ရိုးသားမှုနဲ့စ조사အားထုတ်မှုကဒီအလုပ်အတွက်အလိုအပ်ဆုံးပဲဟုပြောကအသေးစားအရင်းအနှီးတစ်ခုနှင့်အတူတာဝန်ပေးခဲ့သည်ကိုထူးသည်ပို့ဆောင်ရေးဌာနကိုကိုပိုင်စီးပွားရေးတစ်ခုလိုသဘောထားပြီးစိတ်ရောကိုယ်ပါနှမြုပ်လုပ်ကင်ခဲ့သည်သူသည်ပစ္စည်းများပို့ဆောင်ရာတွင်အမြဲအချိန်မှန်ကန်ပြီးဈေးနှုန်းကိုလည်းဖြောင့်မတ်စွာသတ်မှတ်ခဲ့သည်ဖောက်သည်များကကိုထူးနှင့်ဆက်ဆံရင်းစိတ်ချရတယ်ဘယ်တော့မှအပိုအရှံမယူဘူးပစ္စည်းကိုလည်းမပျက်စီးအောင်ဂရုစိုက်တယ်ဟုပြောဆိုကြသည့်အတွက်ကိုထူး၏ဂုဏ်သတင်းသည်တဖြည်းဖြည်းပြန့်နှံ့လာသည်နှစ်များကြာလာသောအခါကိုထူးသည်ပို့ဆောင်ရေးဌာနမှတဆင့်ကိုပိုင်ကုမ္ပဏီတစ်ခုကိုတည်ထောင်နိုင်ခဲ့သည်သူ၏စီးပွားရေးသည်တိုးတက်မှုနှုန်းနှေးကွေးတော်လဲအခြေခိုင်မာ၍တည်ငြိမ်သည်ယခုအခါတွင်သူသည်မြို့၌အောင်မြင်သောစီးပွားရေးသမားတစ်ဦးဖြစ်နေပြီဖြစ်သည်သူ၏အောင်မြင်မှုကိုပြန်ကြည့်လိုက်သောအခါကိုထူးသည်ပြုံးမိသည်သူသည်ဘယ်သောအခါမှဉာဏ်ကြီးရှည်မဖြစ်ခဲ့သလိုအမြန်ဆုံးသွားတတ်သူလည်းမဟုတ်ခဲ့ပါသို့သောသူသည်သူတက်နိုင်သောအရာနှစ်ခုဖြစ်သည့်ရိုးသားစွာနေထိုင်ခြင်းနှင့်မရက်မနာစ조사ခြင်းတို့ကိုဆွဲမြဲစွာလှုပ်ဆောင်ခဲ့သည်ဤအရေးသွေးများကပင်သူ့ကိုမြည်သည့်ပါရမီရှင်ထက်မဆိုပို၍တည်မြဲသောပို၍ခိုင်မာသောဘဝအောင်မြင်မှုကိုဆောင်ကျဉ်ပေးခဲ့ခြင်းဖြစ်တော်သည်